အကြံကုန်တော့ဂလုံးစားချက်တဲ့ဆရာတွေပေါ့နော်ဆရာဘောင်းစုံနဲ့တင်တယ်လိုက်မော်စနီးလေးတွေကြည်တယ်ပေါ့နော်လိုက်မော်စနီးလေးတွေကြည်တယ်ကြည်ပြီးတော့ဒီမဖြစ်တော့ဘူးဆိုရင်ကျွန်တော်သတိရကြတယ်ပေါ့နော်ကျွန်တော်ရှိမှလာတဲ့ဟိုအကြံဝတ်တင်တဲ့လူတော်တော်များများအဲ့လိုပဲပေါ့နော်လိုက်မော်ကဒီစနီးလေးတွေကြည်တယ်ဟိုဆရာနဲ့တင်တယ်ဒီဆရာနဲ့တင်တယ်နောက်ဆုံးမရတော့ဘူးဆိုရင်ကျွန်တော်ရှိရောက်ချလာပေါ့နော်ဘယ်လိုနည်းနဲ့ပဲရအောင်ကျွန်တော်ကြိုးဆိုပါတယ်ပေါ့နော်ဒီဘလိုနည်းနဲ့ပဲရအောင်ကျွန်တော်တင်တဲ့သားတွေကြိုးဆိုပါပေါ့နော်အထူးသဖြင့်ခုနောက်ပိုင်းဆိုရင် USA တို့ဒီ US ကလူတွေအတင်များတယ်ပေါ့နော်သူတို့ကတင်ပြီဆိုလို့ရှိရင်လည်းအဲ့လိုမျိုးစုံအစုံတင်တာပေါ့နော်ကျွန်တော်ရှိမှာမုံကကလေး17မျိုးရှိတယ်ပေါ့နော်မုံက10မျိုးလက်ဖက်ရ1မျိုးဆိုတော့9မျိုးရှိတယ်ပေါ့နော်အီကြဝေးပလာတာအတင်များတယ်ပေါ့နော်အီကြဝေးပလာတာအတင်များတယ်ဒါကတော့ဒီ modern အီကြဝေးပေါ့နော်ရိုးရိုးအီကြဝေးမဟုတ်ဘူး modern အီကြဝေးဆိုတာကဒီသူ့ရဲ့ထူးခြားချက်ကအနက်ပါတယ်နှမ်းပါတယ်ပေါ့နော်အနက်ဆိုတာဘာအနက်လို့ဆိုအနက်ဆိုတာမှုေးတဲ့အနက်ပေါ့နော်မှုေးတဲ့အနက်ပါတယ်နှမ်းပါတယ်ပေါ့နော်ပြီးတော့ modern အီကြဝေးကဘာလဲဆိုတော့တူနဲ့တုတ်လေးပေါ့နော်6လက်မလောက်တောင်မရှိဘူးပေါ့5လက်မခွဲလောက်ပဲရှိတယ်သူ့ရဲ့လုံးဘက်ကတုတ်ကမယ်ပေါ့နော်တူလေးပေါ့နော်အဲ့တော့ဒီဟိုအခုပြောချင်တာဒီဘာလဲဆိုတော့ဒီ line ပေါ်မှာကြည့်ပြီးတော့အကြကွေးလုတ်တဲ့ဥစ္စာတွေကိုကျွန်တော်ပြောချင်တာပေါ့နော်line ပေါ်မှာတချို့ဆိုအဲ့ဗါတဲ့ဟို broker တွေပေါ့နော်ဒီ line ပေါ်မှာလူကြီးအကြကွေးအလွယ်လုံးနည်းလေးပါဘီကင်ပေါင်နာကဘယ်လိုဆုံးမှာဘာဘယ်လိုဆုံးမှာဆိုကျွန်တော်တို့ဆိုလို့ရှိရင်မုတ်တတန်ကြာပြီပေါ့နော်မုတ်တတန်ဒီ10စုနှစ်ကျော်ပြီပေါ့10နှစ်ကျော်ပြီပေါ့နော်10နှစ်ကျော်ဘီကင်ပေါင်နာနဲ့လုတ်တဲ့အကြကွေးကဒီအရင်ဘောင်ဝင်မှုပေါ့နော်ပြီးတော့အစင်လဲပြေခဲ့တယ်ပေါ့နော်အစင်ပြေခဲ့တယ်တော်တော်လေးကိုဆရာကြမှာပေါ့နော်ဆရာကြသွားရင်တော့ဘေကင်ပေါင်နာနဲ့လို့လည်းအစင်ပြေပေါ့နော်တကယ်လို့ပညာသင်တဲ့ကာလမှာဒီအစင်မပြေဘူးပေါ့အဲ့ဒါကိုပေါ့ဒီ live မှာဗီဒီယိုလေးတွေအကြွေးအလွယ်လုံးလေးပါဆိုပြီးတော့ live လုပ်ပြီးတော့ဟိုပစ္စည်းဘူးတွေစုံပြီးတော့တည်ရမလားစိတ်တွေညစ်ပြီးတော့ကျွန်တော်ခြေဆိုပြီးခဲ့တဲ့ဘက်ကဆို US ကမိုင်းဆိုအဲ့ဂျုံတွေကပက်ပြောမှဆိုပြည့်ရမှဂျုံတွေပေါ့နော်အဲ့ဂျုံတွေနဲ့ဆရာရဒါဘလို့လို့တဲ့ဘလို့မှလို့မရတော့အမိုက်တောင်းနေတာထည့်လိုက်တော့လို့အဲ့လိုမျိုးပေါ့နော်ဒီအလွယ်လုံးလေးလေးကြည့်ပြီးတော့လုံးဝပိုခက်တယ်ပေါ့နော်အကြကွေးရခက်တယ်ပေါ့နော်နောက်ဆုံးပဲဘာမုန်းနေခက်လဲလို့မေးလို့ရှိရင်ပလာတာဆိုရင်လည်းရိုက်တာလေးပဲလေးကျင်းရမှာပေါ့နော်ပွားစည်းပါတယ်မုန်းနေခက်တယ်ပေါ့အကြကွေးတို့ပေါက်စီတို့ပေါ့နော်တကယ်လို့မိတ်ဆွေကစမူစာထုတ်တာတို့ဘာတို့ line ပေါ်ကြည့်ပြီးလုပ်တယ်ဆိုတာရာခိုင်နှုန်း60ရာခိုင်နှုန်းတော့ဒီဖြစ်နိုင်တယ်ပေါ့နော်ပလာတာလည်းဖြစ်နိုင်တယ်60ရာခိုင်နှုန်းတော့ဒီဖြစ်နိုင်တယ်ပေါ့နော်ဒါပွားစည်းပါတယ်မုန်းနေ line ပေါ်ကြည့်ပြီးလုပ်ဖို့ဆိုတာတော်တော်လေးခက်ခဲတယ်ပေါ့နော်ဟို broker တွေဘာတွေကဒီအလွယ်လုံးနည်းတွေပါလုတ်ပြီးတင်လို့ရှိရင်ပို့တော်ဆိုသေးရပေါ့နော်အစင်မပြေလို့အဲ့လိုထက်ခလောက်ရတဲ့ဂျုံဘိုးကိုပဲတင်တန်းကြီးတော့မကောက်ကုန်တယ်ပေါ့နော်ဒါလေးကဒီကျွန်တော်လက်ရှိမြင်တွေ့နေရလေးတွေကိုပြောပြတာပေါ့နော်ဒီဗီဒီယိုလေးကလည်းကြာပြီပေါ့နော်ဒါလေးကိုကျွန်တော်တတိယလုံးမပြန်နေပြတယ်ပေါ့ကျွန်တော်ဒါ modern အကြွေးကတူနဲ့တုတ်လေးရောင်းတာပေါ့နော်အကြွေးဆက်နေကကျွန်တော်ရှိမှာကျွန်တော်ဒီစစ်ဆက်နေတယ်ကျွန်တော်ရှိမှာအကြွေးဆက်နေခြင်းကို9မျိုးလောက်ရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်2မျိုးပဲသုံးတယ်2မျိုးပဲသုံးတယ်လူကြီးမလို့နားလဲလွယ်အောင်ပြောမှဆိုရင် chemical မပါတာနဲ့ chemical ပါတာအဲ့2မျိုးပဲပေါ့နော် chemical ပါတဲ့ဥစ္စာကကြတော့သူကဒီ6ရည်များထွက်တယ်ပေါ့နော်အရန်လှတဲ့6ရည်များထွက်တယ်ဒီကျမ်းမာပြီးတော့နည်းထိကြိုက်တယ်ပေါ့နော်ကျမ်းမာတဲ့ထိကြိုက်တယ်ဆိုအဲ့ကျွန်တော်သုံးတဲ့ပစ္စည်းတွေကဒီဟိုမုံနေတိုင်းမှာသုံးကြတယ်ပေါ့နော်မုံနေတိုင်းမှာသုံးကြတယ် chemical မပါတာတော့ဒီတဘာဝကြတော့အဲ့လိုမျိုးသူကကြတော့ဒီသူ့အချိန်နဲ့လောက်ရတာသူ့အချိန်နဲ့လောက်ရတာဘယ်လိုလဲဆိုတော့ဒီထားပါတော့ဂျုံနေပြီးတော့ဒီ2နာရီ3နာရီအတွင်းမှာလုံးရင်လုံးမလုံးလို့ရှိရင်အဲ့ဒါဟိုအမိုက်တောင်းနဲ့ထည့်ပေးရမယ်အနေထားမျိုးပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့နော်ဒီအဲ့တော့ဒီဘယ်လိုပြောမလဲဆိုတော့ကြောက်ကွက်အရန်ခက်တယ်အခုလိုမျိုးရဖို့ဆိုတာလဲတော်တော်လေးကြိုးစားရပါတယ်ပေါ့နော်အခုတင်တဲ့သူတွေမပြောနဲ့ပေါ့နော်ကျွန်တော်ကိုယ်တိုင်တင်တန်းဆရာပေါ့နော်တင်တန်းဆရာတင်ကာစားတော့ကလည်းကျွန်တော်မှာအပျက်စီးဆုံးရှုံးနေအများကြီးရှိတယ်ပေါ့နော်ဘယ်လောက်တော့ရှိလို့ဆိုတော့တော်တော်လေးကိုမရတာပေါ့နော်ဘလို့ဟိုလူတော်တဲ့ကိုမပြရဲလောက်တဲ့အနေထားမျိုးတွေကိုရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပို့ဆိုးတာပေါ့အိမ်မှာလှုပ်ရှားတာမဟုတ်ဘူးလေဒီစံရောင်းအတွက်ကို
အပျက်စီးဖြစ်ခဲ့တာဆိုတော့လေအဲ့လိုမျိုးအရန်ပျက်စီးများတယ်အကြကွေးရပါတော့ကြောက်ကွေးတို့ပေါက်စီတို့အဲ့ဒါတွေကဒီအပျက်စီးများတယ်ပေါ့နော်ဆရာနဲ့လှုပ်ထားတော့မှပဲဟိုအမားမခံဘူးပေါ့နော်ချားမုံလေးတွေကတော့အမားခံပါတယ်အမားခံပါဆိုတာကျွန်တော်ပြောသလိုပဲစူးစမ်းပါများချိုးကကြတော့အခြေခံရှိတဲ့လူတွေကြတော့လည်းဟို line မောကြည့်ပြီးလို့လည်းဖြစ်သွားတယ်ပေါ့နော်တချို့ကကြတော့အစိမ့်တက်တက်ကြီးကြတော့ line မောလုပ်ပြီးတော့ဟိုဖြစ်ဖို့ဆိုတာအရန်ခက်ခဲတဲ့အလုပ်တစ်ခုပေါ့နော်ပြီးတော့လေဟိုနောက်ပြောချင်တာကလေဟိုမုတ်တင်တဲ့လူတွေပဲဖြစ်ဖြစ်စလုပ်တဲ့လူတွေဖြစ်ဖြစ်မတော်ကစားမဲ့လူမရှိလို့နည်းနည်းလေးလောက်ပါတယ်လို့ဂျုံက2ယောက်စာလောက်ပဲလို့3ယောက်စာလောက်ပဲလို့90စာမပြည့်တဲ့အနေထားမျိုးပေါ့နော်အဲ့လိုအနေထားမျိုးကလေမုတ်ဆရာတွေတော့မှပဲအစင်မပြေဘူးပေါ့နော်ဒီပွားစေးပါတဲ့မုတ်နေရလေ90စာမပြည့်တဲ့အလေးချိန်တစ်ခုကိုလောက်ရတာအရန်ခက်ခဲတယ်ပေါ့နော်ဆရာတွေတော့မှပဲလုံတိုင်းအစင်မပြေဘူးပေါ့နော်ဒါလေးကိုကျွန်တော်ဒီဟိုအများသိအောင်လို့ရှင်းပြခြင်းဖြစ်ပါတယ်ပေါ့နော်ဒီဗီဒီယိုလေးကိုဒီဟိုထားလူတွေသိအောင်လဲ like share လေးလုပ်ပေးပါပေါ့နော်ကျွန်တော်တို့ဒီမုတ်တင်တဲ့ဆရာချက်အောင်မှာဒီ online တင်တန်းရတယ်ပေါ့နော်10လပိုင်းကျော်တော့ဆိုရင်တော့ဒီအပြင်တင်တန်းပြန်ဖွင့်မှာပေါ့နော်ဟုတ်10လပိုင်းလောက်ကျရင်တော့အပြင်တင်တန်းပြန်ဖွင့်မှာပေါ့နော်တင်တန်းကြီးကတော့ဟိုမြင့်လိုက်ပြီပေါ့နော်နှင်းလိုက်ပြီဆိုတော့ဂုံစိမ်းတို့မြင့်နိုင်တယ်ပြင်တင်တန်းကြီးကတစ်မျိုးကို3သိန်းခွဲပေါ့နော် online တင်တန်းကြီးကတော့1သိန်းခွဲဖြစ်သွားပြီပေါ့နော်စီးပွားဖြစ်တဲ့တကယ်စီးပွားဖြစ်လုပ်ချင်တဲ့လူဆိုမှလာတင်ပါပေါ့နော်အပျော်တန်းလုပ်ချင်တယ်ဆိုလို့ရှိရင်လည်း YouTube မှာအပျော်တန်းတော့မဟုတ်ဘူးပေါ့အိမ်မှာစားဖို့လုပ်ချင်တယ်ဆိုရင်လည်း YouTube မှာတင်ထားတာလေးတွေရှိတယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုး YouTube မှာကျွန်တော်ဒီဟိုအိမ်မှာစားဖို့လို့လုပ်ချင်တဲ့သူတွေအတွက်ကို YouTube မှာတင်ထားတဲ့ဗီဒီယိုရှိတယ်ပေါ့နော်ဟုတ်ကဲ့အားလုံးပဲဘိုင်ဘိုင်ပါနော်